ကျွန်တော်ဆိုရင်ကြည့်ပြီးသွားတဲ့နောက်ပိုင်းမှာအေးတစ်ချက်ပဲထိုးရရဆရာလို့တော့မခေါ်ပါနဲ့ကျွန်တော်ကဆရာမဟုတ်ပါဘူးကျွန်တော်ဆရာမဟုတ်ပါဘူးပညာဒါနလုပ်ပေးမယ်ဗျာပညာဒါနဆိုပေမဲ့လည်းကျွန်တော်ကအရင်ကျွမ်းနေလို့ပညာအရင်ကျမ်းနေလို့ကြောင်မဟုတ်ပါဘူးကျွန်တော်တက်ထားသလောက်လေးကို brother တို့ sharing ပြန်လုပ်ပေးမယ်ပြောနေကြလေးတိုင်းပဲဒွဲဆော့ရင်တခါတေချာလေးရှင်းပြပြီးတော့ဆော့ပေးမယ် Yeah boy အခုတော့အာမခံရတဲ့တရားခိုင်တော့ကျွန်တော်စတွင်းကိုလာကြည့်တဲ့သူတွေအားလုံးကိုကျွန်တော်တရားခိုင်တော့အာမခံရတယ်ကျွန်တော်အခု Facebook မှာ100ကျော်ရှိတယ် TikTok မှာ400ဆိုအလုံးစုမှာလူရောက်900လောက်ရှိတယ်ပေါ့နော်လူရောက်900လုံးလောက်ကိုကျွန်တော်တကယ်အာမခံရရတယ်တခုအာမခံရတဲ့တခုရှိပါတယ်ကျွန်တော်စတွင်းကိုလာကြည့်ပြီးတော့ထောင်ကိုင်းတာကအရင်တော့ထက်စားရင်ကျွန်တော်စတွင်းကိုကြည့်ပြီးသွားတဲ့နောက်ပိုင်းမှာလုံးဝကိုအရင်တော့လည်းမတူတော့တဲ့ဂိမ်းဆန်တွေအများကြီးရလာမယ်ချောင်းလုံးဝပိုင်နိုင်ကင်တက်လာမယ်ဆိုတော့ကျွန်တော်တရားကန်တော့အာမခံတယ်ဗျာမကျန်းလာလို့ဆိုရင်ကျွန်တော်လာခဲ့နော်အဲ့တော့ကျွန်တော်ဒီပွဲလေးကိုတခြားဆော့ပြမယ်အခုကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ brother တို့အတွက်အကျိုးမရလာဘူးဆိုလို့ရှိရင်ကျွန်တော်ကြိုက်တာပြောလို့ရတယ်ကြိုက်တာလုပ်လို့ရတယ်เนาะဥပမာတကယ်လို့ကျွန်တော်တို့ဘာမှမလုပ်ပေးနဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီး brother တို့အတွက်အဆင်ပြေသွားတယ်ဆိုလို့ရှိရင်เนาะကျွန်တော်ရဲ့TikTok account တွေ YouTube ရှင် YouTube တွေเนาะအစ်စ်တွေကိုပဲเนาะ YouTube Facebook TikTok အဲ့ဒါတွေအကုန်လုံးတော့ follow လုပ်ပေးရဒါပဲ let's go စလိုက်အောင် Meanwhile ကျွန်တော်တီးရတဲ့လောက်လေးပြောပြလိုက်တဲ့အတွက်ကျွန်တော်ပြောပြလိုက်တဲ့ဟာလေးက brother တို့လည်းတီးပါတယ်ဒါပဲဆိုတော့ let's go အဲ့ကျွန်တော်ဘိန်းတောင်ရှင်ထိုးမှဖြစ်တဲ့အတွက်ကျွန်တော်ဒါလေးထည့်ထားမယ်เนาะပဲပြီးတော့အဲ့တော့ကျွန်တော်ဒီနားလောက်ပဲနေမှာရှေ့ကိုကြိုပြီးမသွားတော့ဆိုဘိန်းတောင်ဖြစ်တဲ့အတွက်ဒီကောင်ကကျွန်တော်ထပ်ဘွေရောက်ချင်ရောက်နေလိမ့်မယ်เนาะအဲ့တော့ဒီနားလောက်ပဲနေမယ်အားမလို့ဒီကောင်ကပဲထိုးမယ်ကျွန်တော်တို့ဒီကောင်ကပဲထိုးမယ်အဲကျွန်တော်ဘိန်းတောင်ရှင်ထိုးမှဖြစ်တဲ့အတွက်ကျွန်တော်ဒါလေးထည့်ထားမယ်เนาะဂလိုးကြီးလားမှန်းချက်နဲ့နှမ်းထွက်မကြိုက်တော့ဒါပေမဲ့လည်းရရနော်ရှင်ထိုးလို့ရတယ်ဘာဖြစ်တာလဲဒီကောင် level 1ပဲရှိရထိုးအေးရပြီအကောင်တေးပြီတားရတော့အကောင်တေးသွားပြီဒါပဲရပြီဒီ crit ကိုမရှင်းနေတော့ဒီ crit ကိုရှင်းနေတဲ့အချိန်မှာကျွန်တော်တို့တခြားကောင်လာပြီးလုံးနိုင်ကြီးရှိတယ်ကျွန်တော်စပဲကုန်သွားဆိုတော့ပြန်ဖက်လိုက်မယ်ဖက်ပြီးဒီမှာပြန်ရှင်းမယ်နော်โอเคဒီမှာကျုံးလို့ရဂလိုးက level 1ဆိုတော့ကျွန်တော်တို့တိတ်အရင်ခေါင်းနဲ့ထည့်ကြမလို့တော့เนาะကိုခွာမယ်ကျွန်တော်အမြဲတမ်းပြောနေကြစကားလေးတစ်ခုရှိတယ်ဘယ်သူမှတ်မိလဲခြောင်ဆော့ရင်ခြောင်ဘယ်လိုဆော့ရမလဲဘယ်သူမှတ်မိလဲဗျာအမြဲတမ်းပြောတယ်เนาะတားတို့ခြောင်ဆော့လို့ရှိရင်ခြောင်ကိုဘယ်လိုမျိုးဆော့ရမလဲဆိုတာလေအဲ့ fan မင်းရောလေဘယ်လိုမျိုးနဲ့တူအောင်ဆော့ရမလဲဆိုတာလေဘယ်သူမှတ်မိလဲတားတို့အမြဲတမ်းပြောပြနေတယ်မျိုးကောက်နေဘူးဘလို့ကြုံလို့ရနော်နောက်ဆိုလို့ပါကဲကျွန်တော်ဒီမှာ level 4ရပါလို့ရှိရင်ဒါတွေပဲ join လို့ရမယ်ဂလိုးလာနှောင်းဂလိုးကြုံလို့ရနော်အဲ့ဒါဟောလာအောင်ကြုံအဲ့ကျွန်တော်4ရပြီဒါပဲ dash အလားလေးရှင်းလိုက်မယ်တောင်းနေပါပြစ်မလားမသိဘူးတောင်းပြင်းအင်မျိုးလို့ရတယ်ဟဲ့တောင်းပြင်းအင်မျိုးမယ်ကိုပြောထားပြီးသားပဲတောင်းပြင်းအင်မျိုးမယ်တောင်းပြင်းအင်မျိုးမယ်တိုင်းတော်ပြီလိမ့်တတ်မယ်အောင်သူ့လေကွာတောင်းတော့ကောင်းတယ်ကောင်းတယ်ကွာ nice good job brother တကယ်တီဝိုင်းဆိုတော့ကျွန်တော်တာတရားကြည့်ကြမလို့တော့ဘူးဒီနေ့ကျွန်တော်ပြန်ရှင်းမယ်ဆောင်ရေးပြီးဆိုရင် enemy goal lane ထက်ပတ်စံများနေရမယ်လို့ကျွန်တော်ပြောတာလေဒါတို့တယောက်မှလည်းမှတ်မိဘူးကွာမလို့ပါနေရတယ်괜찮아요ကျောင်းဆရာလှုပ်ရှင်တော်လဲတဲ့ချောင်းဆရာဖြစ်နေတော့ခါတဲ့ဘေးနေရလဲကွာကျွန်တော်ကစေတနာနဲ့ပါတကယ်စေတနာနဲ့လောကပြောပြတာဒီကောင်တွေကပြောပြတာမမှတ်တာဘူးကျွန်တော်တကယ်ကျောင်းဆရာကြီးလို့လုပ်နေတာအခုလည်းပဲအေးအားကောင်ဖိုးပြပါအေးစကေတူရှိတယ်တွဲမယ်ဒီကောင်ဘာမှတားလို့အေးဘာမှကျုံးလို့ရဒီကောင်စပယ်ကိုကြည့်ဒီကောင်ရဲ့ item တွေကြည့်ကျွန်တော်ကျုံးလို့ရတယ်အေးဘာမှဒီသွေးနဲ့ဒီသွေးကျုံးလို့ရတယ်
shit တက်ကကြီးရောက်လာကွာအားတော့ခံလိုက်ရပြီဖက်နှက်ဆက်တဲ့နေရာမှာကျွန်တော်ကြည့်မယ်ဗျာ enemy မှာကျွန်တော် magic damage တွေများရယ်နော် glow လဲ magic ပဲနာရောဟိုရောဆိုကျွန်တော်ဒါပဲသွားမှာကိုဗလာတာဖိုင်ခင်တဲ့ကောင်းပါပဲခင်ဗျာလေးပြီးတော့ကျွန်တော်ခံနေကျွန်တော်ဟိုဖြစ်တာဟိုလိုရဲဟုတ်တယ်အသေးထောက်ပြီးဟုတ်တယ်အသေးလေးတော့တောက်လေးထောက်ပြရတို့ကအလကားရတဲ့အသေးလေးကိုနှိပ်ပေးရနော်ကျွန်တော်လည်းဒီမှာတို့စေတနာလေးတွေနဲ့ဒါလေးပြောပြပဲအကောင့်သေးပြီ Технология. တက်စီရပြီငါဆွဲရကုန်ပါပြီမင်းပြီးငါပဲမင်းပြီးငါဆိုတာအဲ့ဒါပဲမင်းပြီးငါဆိုတာအဲ့ဒါပဲတိုက်ရခဏဆောင်လိုက်ဒီကောင်ရပြီမင်းပြီးငါဆိုတာလေးလာတယ်မလွတ်ပါဘူးမင်းပြီးငါဆိုတာအဲ့ဒါဒီကဒီနေရာမှာကျွန်တော်တို့နည်းနည်းလေးdamage ချိန်တက်ဖို့ပဲပေါ့ကွာသိရမလားဒီကောင်ငါတို့ตีနိုင်လားဒီကောင်တက်လို့ရှိရင်ဒီကောင်မตีဘဲနဲ့ငါပြန်ตีသွားနိုင်လားဆိုတာလေးတွေပါပဲခါတိုင်းဆိုရင်တော့ကျွန်တော်ရေးပြီးဆိုတာတခြားလေးလိုက် run ပေးရနော်ဒီဘွဲမှာမ run ဘာလို့လဲဆိုတော့ထိရတဲ့ကောင်ကနည်းလေးတက်ရကြာနေရလဲပါတယ်ပြီးတော့ဒီကိုကောင်တွေလည်းလိမ့်နိုင်တယ်ဆိုတော့နော်ဒါတော့မကြုံတော့ challenge လောက်အခုလိုက်သွား run တော့မကြော်ဘူးကဲအဲ့ကျုံအော်ဒီမှာ horizon ရှိရဆိုတော့ကျုံလို့မရဘူးကျွန်တော်တို့တော့ပေါ်လမ်းကိုပြန်တက်မှာဒါကတော့ beauty ပဲသွားမယ်ဗျာနော်ဒီကတော့အကောင်းဆုံးပဲကြောက်နေတာကြီးအေးစေးအကေးတူက main ပဲအေးစေးဘာမှဖြစ်သေးဘူးအေးစေးပဲဒါလေးကအရေးကြီးတဲ့ဒီ crit လေးကလည်း6 crit လေးပဲဒီကောင်လေးကိုကျုံလို့ရတယ်နော်ကွာဘာလို့ဘာပြီးဘာလုပ်မယ်ဆိုတာလေးတွေကွာသိရမလားတူပြီးတော့ plan လေးတွေပေါ့ကွာအစီအစဉ်လေးဆွဲထားမှာပေါ့ခုဒီမှာဆိုဘိန်းတရာထွက်လာတော့မယ်ကျွန်တော်ဒီနားလောက်ကနေစောင့်ကျင်ရတယ်ဗျာဒီမှာတော့ crit လာနေဆိုရင်ဒီ crit ကလည်းဒီနားလောက်ရောက်နေအဲ့ဆိုရင်ဒီမှာသက်ဆောင်လို့မရဘူးဟိုဘက်ချုံမှာသက်ဆောင်လို့မရအောင်ဒီဘက်မှာပဲစောင့်မယ်ကွာသက်ဆောင်မရပြီဘိန်းတရာလက်ပြုတ်ယူမြတ်တက်မလားလို့ဟိုသွားပါတယ်ဒီလိုလာမဲ့သူဘူးမှမရှိဘူးဆိုတော့ဒီ first tower ကျွန်တော်တို့အတွက်ဖြစ်သွားပြီ tower တစ်လုံးလည်းပဲကျွန်တော်လက်စစ်ချိန်စားရင်ပတ်ဆိုင်ရနော်မကြည့် job ဂိုး130ရဒီတိုင်း plane ထိုးခွဲလိုက်တာနဲ့လို့ထိုးလိုက်တာနဲ့ဆိုရင်ဒီတိုင်းထိုးလိုက်ရင်ဂိုး100ကျော်တက်တယ်ဒီမှာစောင့်လို့ရပြီကွာလာတဲ့ကောင်ကျွန်တော်ကျုံလို့ရနော်ဘယ်သူလာမလဲလာတဲ့ကောင်ကျုံကန်းစောင့်လိုက်ပေါ့လာရင်တော့အမြတ်ပေါ့ဗျာမလာတော့လည်းနည်းနည်းဟရာဖြစ်တာမလာဘူးဆိုတော့လည်းစားလိုက်တော့ဟဲ့ကအေးစေးဒီကောင်ပြန်လာသေးတယ်ဒီကောင်ပြန်လာတော့ချက်ကန်လို့ရတယ်ဒီမှာရောက်နေနော်အေးမင်းပြီးငါလဲပဲဟဲ့ရောက်ဒီကောင်ပတ်ရောက်ဟဲ့ကနေငါနဲ့တော့ဘောင်းချဖြစ်သွားပြီကွာဟဲ့ကနေငါနဲ့တော့ဘောင်းချဖြစ်သွားပြီဒီကောင် movement speed လေးနဲ့လိုက်သွားနေတာ Facebook မှာဖတ်ပြီးပါမဟုတ် Facebook အတစ်တော့မဖတ်အောင်ဘူးဒီမှာဟိုဟာလောက်နေလို့ရှင်းပြပေးနေလို့သိချလေးကို brand နဲ့လေဆော့တာမဟုတ်ပဲနဲ့တဲ့သူများနာမည်ကြီးနဲ့ထည့်ထားပြီးတော့တဲ့ကျုံးရတာကို brother ဝင်းထက်စင်ရေးအဲ့လိုလုပ်လို့ရလားဗျာနည်း proud ဖြစ်တဲ့ပုံစံနဲ့ပဲပြောလိုက်မယ်တော့နေထားကြီးနဲ့အဲ့လိုမျိုးကြီးလုံးစရာလား bro ရဲ့ what the fuck is that ကြာမင်းချိန်မရမင်းလဲပဲတိုင်းတော့နဲတဲ့မှုမှန်ကြီးလာရောက်ကြည့်အောင်မင်းပြေမင်းကနေဘောင်းချရှိတာတဲ့အဲ့ကောင်မလွတ်ဘူးတိုင်းတို့လိုက်မလို့မသိဘူးလိုက်ငါဒီကနေစောင့်နေမယ်မဝင်ဘူးလားဟိုဘက်ချုံမရှိတော့လားဟောတော့ချက်ချင်းကြောက်သွားတာအဲ့ကောင်ယူခဏရှောင်ထားလိုက်ကွာငေါကြီးအာယုံကောင်ကြီးဟာကောင်မရီကောလက်ပြနေငါ့ကိုအဲ့ကကြောင်လားပေါင်ချာရှိတယ်ပေါင်ချာလေးတွေနော်ပေါင်ချာလေးတွေရှင်းမယ်ဟာပဲအဲ့ဒီမှာကျွန်တော်ဒီ lane လေးပြန်ရှင်းမယ်ဒါပြီးတော့ကျွန်တော် elevator သွားခြင်းလည်းရတယ်ဒီဘက်မှာတော့ elevator သွားလိုက်မယ်ဗျာနော်နည်းနည်းလေးသွေးလေးပါလေးပြန်တက်ရအောင်
comment ကြော်ဝိုင်းစိတ်မဆိုးပါနဲ့ခင်ဗျာနော် comment တွေမဖတ်ပေးတာစိတ်မဆိုးပါနဲ့ဒီမှာ comment ဖတ်ပေးရတဲ့တော့ကောင်းသေးတယ် sharing လုပ်ပေးနေတာ Yeah, boy. ကိုရမ်းနဲ့ပြင်မှာထိုးဖို့ရှိလားဒီပါဗျာအဲ့လောက်ကြီးလည်းမဟုတ်ပါဘူးထိုးလောက်အောင်လည်းမဟုတ်ပါဘူးအဲ့မြတ်ရှာကြီးပဲကွာနော် heavy view ပြောသလိုဟုတ်တယ်ကျွန်တော်တာဝါလေးနည်းနည်း pressure ပေးဖို့လိုအပ်နေပြီတာဝါ pressure ပေးဖို့လိုအပ်နေပြီဒီကနိုင်မိုးဆိုတာလည်းပဲတင်းလိုက်တက်နေလို့လည်းမရသေးဘူးတာဝါလည်းထိုးမှာပါနော်ဒီလိုချိန်ဆိုဟိုကောင်နေဒီဘက်ကနေလာနိုင်ခြင်းရှိတယ်ကျွန်တော်ဒီနားမှာစောင့်နေရတယ်ရန်နေပြန်ပတ်သွားလေရတယ်ဒါပေမဲ့ချက်ဆောင်လိုက်ပါဆိုဒီနားမှာ crash ရှိရဲ့ခါကျကျွန်တော်ချက်ဆောင်ကြည့်လိုက် Yeah, boy. လက်ကလည်းပြန်ထွက်တော့မှာဆိုတော့မလာပြီပြောစင်ဦးတို့ကြီးသမီးအလက်မဦးတို့ကြီးသမီးအလက်မငါနာမှာမြင်လိုက်တယ်နာနာမှာလည်းပတ်စင်မရှိဘူးဆိုတော့တော့ခါဆောင်ရတာဒါပေမဲ့ဒီကောင်မကဒီလိုမလာနိုင်ဘူးထင်တာအေးလာတော့ထမင်းငတ်တာပေါ့ကောင်မထမင်းငတ်ပြီနဲ့ရော့ position ဒါရီတို့နာကြောင်လေးအင်မြူပြီမယ်တီးပြီအားဆိုနေကောင်မငါ့ကိုလှုပ်ချင်တာလားရပါဘူးမရပါဘူးအဲ့ဒီကိုဒီကချိန်ပြီးတော့သုံးသွားတာအိမ်ပြန်လိုက်တော့ပြီးပြီဒါပဲဒါငါတို့လောက်ကွက်ပဲအဲ့လမ်းတာကောင်တီးပြီကောင်တီးပြီဒါရီတို့အဲ့ကောင်တီးပြီမင်းပြီးငါပဲတင်းရပြီခေါင်းရတော့တေးဖို့မရှိဘူးအဲ့တော့ကျွန်တော်ဒီနားလေးကနေပြီးတော့ဒီ crit လေးနဲ့ကျွန်တော်ဂိုးရှိခွာလိုက်မယ်နော်တော့ MI crit ဝင်သွားရင်ဂိုးရှိပြုတ်အောင်အဲဒီဘက်မှာဂလိုးကိုကျွန်တော်ကောက်မယ်အဲပုံလေးနဲ့ဒါအိမ်ချက်ပြန်လိုက်မယ်ဒါပဲဒါယူပြီးရင်ငါတို့ level တွေကဒါလေးခဏကိုမခန့်တာ recall လက်ပြတာအေး recall လက်ပြနေတာခန့်တာမခန့်တာခဏလို့တော့မခေါ်ပါနဲ့ဟဲ့အောင်မကိုဖလက်တော့လောက်ပါဟဲ့အဲ့ဒါဘာလောက်တာလဲဘောင်ချာရှိတယ်မင်းငါနဲ့ကဲတူသုံးသွားပြီမိတယ်တိုင်းတော့ငါတို့မိတယ်ကောင်မဒီဝိုင်းအားပဲတိုင်းလို့ကြောက်နေမကြောက်နဲ့တိုင်းလို့ကြောက်နေဒီဟာလေးပြေသွားမှဒီကောင်ခေါင်းပေါ်တက်လို့ရမှာဖနှက်ချောင်လာကိုကြီးရတယ်ဖနှက်ချောင်မဟုတ်ဘူးလို့မခေါ်နဲ့လို့ဖနှက်ချောင်ကြီးလို့ဖလက်လို့ခေါ်ပါဗျာတောင်းမှတ်မှာမသိပါဘူးဖလက်လို့ခေါ် flash 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 you know ဒီတစ်ချက်ပဲထိုးရရကဲကျွန်တော် air bomb flick ကရရင်တစ်ခေါင်ရပြီနာနေကန်ကောင်းသွားတယ်ဟဲ့အဲ့မျိုးလိုက်ရတော့ငါအရင်ကြိုက်တာအဲ့မျိုးကလိုက်ချင်အဲ့လို brain data နဲ့ဆိုပိုကြိုက်တယ်တကယ်တူလေးတကယ်တူသုံးခိုင်းတာမသုံးဘူးလားမသုံးတော့ရိုက်တယ်ကွာအဲ့လိုနန်းအောင် screen ဟွာလေးနဲ့ screen lock လေးနဲ့တတ်မယ်ဒါယူခါတော့ screen lock နဲ့ပြပါနန်းနာပဲနားမှာပန်တွေ့ပြီနန်းနားမှာကလို့ပါတယ်ဟာပြက်တယ်အိုင်ရိုအေးစေလိတ်ကင်ရောက်သွားဆိုကျွန်တော်မရှင်းပြတော့ဘူးကွာဘာလို့လဲဆိုတော့မရှင်းပြထီတော့ဘူးလေเนาะအိုင်တန်စုံသွားပြီဆိုတော့ဒါဘလူးကျုံလို့ရတယ်အဲ့ဒါဆိုရင်တော့ဘလူးကတော့အဆင်ပြေပါတယ်ပေါင်ကတော့ဘလူးအေးစေးကင်တက်တယ်ကွာအာလီဖန်မီတစ်ချက်နဲ့တိတ်ဆော့တာလေးတွေဘာညာလေးဒါတော့ပဲကွာเนาะအဲ့တော့လိတ်ကင်ခုလိုမျိုးအိုင်တန်စုံသွားပြီဆိုရင်တော့အိုက်ပိုင်းကတော့ငါးကောင်တွေကကျွမ်းပြီးသားပါတိကျုံလို့ရတယ်ဒီကောင်မှဘလင်းလုံးဝမပါအောင်เนาะဟဲကက်လာလေးမှတားရလို့မကြောက်နဲ့ဒီကောင်မှအနားမှာရှိနေတာဟဲကက်လာတွေ့လားသူတိတယ်ဒါငါကုန်တိတယ်ရောငါကုန်တိတယ်ကျိုတိနေice skate ကဘာလဲဆိုတော့မင်းတို့ပြပေးလိုက်ပြီမှာဘုံမပါတော့ဘာမှပါတော့တိတယ်ကျိုတိနေမှရမယ်အားလုံးကျိုတိနေ
1 hit ကတော့လွန်တာပေါ့နိုင်ပါဒါပဲကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ brother တို့ကျွန်တော်ဗီဒီယိုတွေကိုကြည့်လို့ရှိရင်လုံးဝဘရိုအတွက်အချိန်ကုန်သွားတယ်ဆိုတာမျိုးလည်းမရှိစေရဘူး